ဒီနေ့ခေတ်ထဲမှာဆိုင်ကယ်တွေကိုသူ့တက်ငါမြန်အောင်သူ့ထက်ငါအင်ဂျင်ပါဝါပိုကောင်းအောင်အပြိုင်ဆိုင်တီတင်စမ်းသပ်ထုတ်လုပ်နေကြတာကတော့လူတိုင်းသိပြီးသားဖြစ်မှာပါဆိုင်ကယ်မှာတက်ထားတဲ့အင်ဂျင်တွေမှာဆလင်ဒါတစ်လုံးနှလုံးလောက်ပါတဲ့အင်ဂျင်တွေကနေပြီးတော့ဆလင်ဒါ10လုံးလောက်ပါတဲ့အထိဆိုင်ကယ်တွေလည်းရှိနေကြပါပြီဒါပေမဲ့ဒီလိုတာမန်ဆိုင်ကယ်တွေနဲ့မတူပဲစိတ်ကူးရဲရှိတဲ့အင်ဂျင်တွေကိုပုံစံမျိုးစုံတက်ပြီးတော့တီထွင်ထားတဲ့ဆိုင်ကယ်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်ဒီနေ့အဲ့ဒီဆိုင်ကယ်တွေကတချို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Bikers Dream Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံး split single engine ဆိုတဲ့ဆိုင်ကယ်နဲ့ပတ်သက်ပြီးမိတ်ဆက်ပေးရပါမယ် split single engine ဆိုတာကဆလင်ဒါနှလုံးပါတဲ့ single piston design တည်ဆောက်ထားတဲ့ two stroke engine တစ်မျိုးပဲဖြစ်ပါတယ်ဒါပေမဲ့ piston နှစ်ခုလုံးကို crankshaft တစ်ခုနဲ့ချိတ်ဆက်ထားပြီးတော့ဆလင်ဒါနှစ်ခုကိုမီးလောင်ကန်တစ်ခုလိုပဲဆက်ထားတဲ့ engine မျိုးဖြစ်ပါတယ်တချို့ engine တွေကတော့ဆလင်ဒါတစ်စုံနဲ့ engine တွေရှိတယ်လို့ဆလင်ဒါ၄လုံး6လုံးပါတဲ့ engine တွေလည်းရှိပါသေးတယ်ပထမဆုံး split single engine ကိုတော့1918လောက်မှာစပြီးစမ်းသပ်တည်ဆောက်တာဆိုပေမဲ့ဆိုင်ကယ်နဲ့ကားတွေမှာတော့1950လောက်မှာပဲတွင်နေကြတယ်သုံးခဲ့ကြပါတယ်။ကောင်းကျိုးတွေကတော့ two stroke engine တွေတဲ့ scavation exhaust ပိုကောင်းတယ်။ scavation ဆိုတာကတွင်းလိုက်တဲ့လေကို exhaust ဘောက်ကနေပြန်ထွက်တာကိုနည်းအောင်ကာကွယ်ပေးနိုင်တဲ့ design မျိုးကိုပြောတာပေါ့။ဆလင်ဒါတွေကိုလေဝင်နှုန်းပိုကောင်းပြီးတော့လေတကားကျင်းတဲ့အချိန်မှာတော့ engine လေနှုန်းကောင်းစေတယ်။အဲ့ဒီ engine အားနည်းချက်ကတော့ပုံမှန် engine တွေနဲ့ပိုကြီးတယ်ပိုလေးပြီးတော့ကုန်ကျစရိတ်လည်းပိုများတယ်ပေါ့။ဗြိတိန်နိုင်ငံက EMC ဆိုတဲ့ဆိုင်ကယ်ထုတ်လုပ်တဲ့ company က350cc split single engine တွေကို EMC 350ဆိုတဲ့ဆိုင်ကယ်မှာတက်ပြီးတော့ထုတ်ခဲ့တယ်။ TWN ကဂျာမနီမှာထုတ်တဲ့ဆိုင်ကယ်တွေမှာလည်း split single ကိုသုံးပြီးတော့1946မှာစပြီးတော့ထုတ်ခဲ့သေးတယ်။1946ကနေ59အထိထုတ်ခဲ့တဲ့ TWN 250ဆိုင်ကယ်မှာဆိုရင်ဝိုင်းပုံစံ connecting rod ကိုသုံးထားပြီးတော့ piston နှစ်ခုလုံးကို connecting တစ်ခုထဲမှာပဲဘေးလိုက်တက်ထားတာ။ပုံစံကတော့ရိုးရိုး two stroke engine တွေလည်းနည်းနည်းကွဲပြားသွားတယ်ပေါ့။တခြား split single ဆိုင်ကယ်တွေလည်းရှိသေးတယ်ဗျ။ TWN Connect TWN Boss နဲ့ Contessa Scooter ဆိုတဲ့ဆိုင်ကယ်တွေပဲနောက်တစ်မျိုးက Square 4 engine အဲ့ဒီ Square 4 engine တက်ထားတဲ့ဆိုင်ကယ်တွေကိုတော့ ADL Company က1931ကနေ59အထိထုတ်ခဲ့တာဒီဇိုင်းကို1928မှာ Edward Turner ကတိစောက်ပေးထားပြီးတော့ original ကို 900cc engine နဲ့ပဲတိစောက်တာဖြစ်ပေမဲ့တိတ်မကြခင်ချိန်မှာပဲ 600cc ကိုတိုးပြီးတော့တိစောက်လိုက်တယ်ပေါ့Square 4 engine design ကိုပြောရရင်ဆလင်ဒါ၄လုံးကိုရှင်းနှလုံးတောင်နှလုံးနဲ့ square ပုံစံ frame မှာခွနေတဲ့ပုံစံမျိုးကိုတက်ပေးထားတာ crankshaft နှစ်ခုတက်ထားပြီးတော့ပင်နီယန်အနေနဲ့ချိတ်ထားတယ်ထူးခြားတာကဆလင်ဒါ၄ခုလုံးကိုဆလင်ဒါ block တစ်ခုနဲ့လုပ်ပေးထားတာဖြစ်ပြီးတော့ပြင်တဲ့ချိန်မှာဖြုတ်ရတက်ရတာလည်းလုံးမရှုပ်တော့ဘူးအစောပိုင်း 4F ဆိုင်ကယ် model မှာဆိုရင် HOC နဲ့ Ransonate ကိုတော့ထည့်ပေးထားပြီးတော့1931ကနေ36အထိထုတ်လိုက်သေးတယ်100cc engine တွေကို low RPM မှာတော်ကောင်းပြီးတော့ခရီးဝေးတွေ ACC ဘို့နဲ့ဘေးရဲဆိုင်တွေအတွက်ပဲအဓိကထုတ်ခဲ့တယ်။ဆလင်ဒါ၄လုံးပါပေမဲ့အကုန်လုံးကို SUMC2 carburetor တစ်လုံးနဲ့ပဲ air fuel ကို feed လုပ်ပေးထားတယ်။အစပိုင်း model တွေမှာဆလင်ဒါနှလုံးကို exhaust manifold တစ်ခုပဲသုံးပြီးတော့ exhaust နှစ်ခုပဲတက်ပေးထားတယ်။ဒါပေမဲ့အဲ့ဒီဆိုင်ကယ်တွေက racing base မဟုတ်ဘူး cruiser တွေဖြစ်နေတော့ဒီ arrangement က exhaust တွေလေစီးဆင်းမှုတိတ်မကောင်းဘူး။1953မတိုင်ခင်ဆိုင်ကယ်တွေမှာပဲဒီလိုပိုက်နှစ်ချောင်းတက်ပေးထားလို့2ပိုက်လို့တော့နင်းပေးကြသေးတယ်။နောက်ပိုင်းမှာတော့ Mark 2ဆိုပြီးတော့ဆလင်ဒါတစ်ခုအတွက် exhaust pipe တစ်ချောင်းစီတက်ပေးပြီးတော့4ပိုက် bike ဆိုပြီးပြောင်းပြီးတော့ပေးလိုက်တယ်။တခြား Square 4ဆိုင်ကယ်ကတော့ Suzuki ကထုတ်တဲ့ Japan Racing RG 900ပဲ။အဲဒီဆိုင်ကယ်ကို Makoto Hei ဆိုတဲ့လူကတိစောက်ပေးထားဖြစ်ပြီးတော့ဒါပေမဲ့သူကကြတော့ two stroke engine ဗျ။1960မှာတိစောက်ထားတဲ့အဲဒီ Racing ဆိုင်ကယ်က MotoGP တွေမှာတော့တော်တော်လေးအောင်မြင်ခဲ့ပြီးတော့နာမည်လည်းတော်တော်ကြီးခဲ့တယ်H4 engine ဆိုတာကတော့မြင်ရတဲ့အတိုင်း flat engine တစ်ခုကိုပေါင်းထားသလို crankshaft နှစ်ခုကိုလည်းချိတ်ဆက်ထားပြီးတော့ output shaft တစ်ခုနဲ့ထွက်ပေးထားတယ်။အရှိဘက်ကကျရင်အင်္ဂလိပ်လို HX ခရာဖြစ်နေလို့ H4 ဆိုပြီးတော့ပေးလိုက်တာပေါ့။1938မှာပြခဲ့တဲ့ Golden Drain ဆိုင်ကယ်မှာစပြီးတော့သုံးခဲ့တာ။ 1000cc H4 engine နဲ့ဆိုင်ကယ်တွေကို1939အစောပိုင်းမှာနည်းနည်းပဲထုတ်ခဲ့ကြပါ။အဲ့ဒီပုံစံနဲ့ဆင်တူတဲ့ဆိုင်ကယ်တစ်စီး Wooler ဆိုတာကလည်းရှိသေးတယ်။အဲ့ဒီ Wooler နဲ့ Golden Drain ဆိုင်ကယ်တွေကို1948 British International Motor Show မှာပြခဲ့ကြသေးတယ်။နောက်ပိုင်းမှာတော့ H4 တွေနေရာမှာ flat 4 engine design တွေနဲ့ပဲအစားထိုးတည်ဆောက်လိုက်ကြတာတော့V12 engine တွေဆိုတာကတော့ဆလင်ဒါ6လုံးကို crankshaft တစ်ခုထဲမှာပဲ V ပုံစံ arrangement လုပ်ထားတဲ့ engine တွေပေါ့ဒီလိုတစ်ဖက်6လုံးစီထပ်ထားတဲ့ engine တွေက engine balance နဲ့မျှတယ်ပြီးတော့မီးပေါက်စင်တစ်လုံးနဲ့တစ်လုံးကြားမှာ60 degree ပဲခြားထားတာကြောင့် engine လည်းတော်တော်တည်ငြိမ်တယ်လို့ပညာရှင်တွေကမှတ်ချက်ချကြတယ်
ဒါပေမဲ့ကုန်ကျစရိတ်များတယ်ရှုပ်ထွေးတဲ့အပြင်ပေါ်မှာအင်ဂျင်စိတ်ပိုင်းများပြီးတော့ friction များလို့စွမ်းရည်ဆုံးရှုံးမှုလည်းများတယ်စိုက်လည်းအရင်ကြီးရပေါ့ဗီတွဲဆိုင်ငယ်တွေထဲမှာ The Bit Door လို့ခေါ်တဲ့ဆိုင်ငယ်ကတော့9ပေခွဲတောင်မြင့်လို့အမြင့်ဆုံးတကယ်စီးနိုင်တဲ့ဆိုင်ငယ်တစ်စီးလို့တော့ဒင်းနစ်စံချိန်ဝင်ဆိုင်ငယ်တစ်စီးဖြစ်ခဲ့သေးတယ်တကယ်တမ်းလည်းတနာရီကို62မိုင်လောက်ထိမောင်းနိုင်ပြီးတော့ပေါင်3600လောက်ထိလေးတယ်ဗျဆွီဒင်နိုင်ငံကတုံဝက်ဘတ်ဆိုတဲ့လူက1998မှာတိစောက်ထားပြီးတော့အင်ဂျင်ကို Jaguar ဗီတွဲတက်ဆင်ပေးထားတာတခြားဆိုင်ငယ်တွေလည်းရှိသေးတယ်တစ်စီးက Andreas Georgius ဆိုတဲ့လူတိစောက်ထားတဲ့ Honda CBH ဗီတွဲရဲ့နောက်တစ်စီးက Chuck Bike ရဲ့ Custom Bike တွေပေါ့အဲ့ဒီဆိုင်ငယ်ကိုတော့ Lamborghini ဗီတွဲအင်ဂျင်တက်ဆင်ပေးထားပြီးတော့ Gear 3ချက်နဲ့အမြန်ဆုံး145မိုင်/အထိတောင်မောင်းနိုင်တယ်လို့ဆိုပါတယ်48 Cylinder အင်ဂျင်ဆိုင်ငယ်တွေကို custom ဖန်တီးတဲ့နေရာမှာတော်တော်ကိုယူသွတ်တဲ့လူလို့နာမည်ကြီးတဲ့ Simon Whitlock ကတော့ကဘာကိုတော့အံ့အားသင့်စေခဲ့တဲ့မယုံနိုင်လောက်စရာ Cylinder 48လုံးပါတဲ့အင်ဂျင်နဲ့ဆိုင်ငယ်ကိုတိစောက်ပြလိုက်တယ်။အဲ့ဒီဘင်းက Kawasaki Triple ဆိုတဲ့ဆိုင်ငယ်ကနေပုံစံပြောင်းပြီးတော့သူ့နာမည် Whitlock လို့တော့ပေးထားသေးတယ်။ဒီဆိုင်ငယ်ကတော့ဆိုင်ငယ်ဆန်းဆန်းပြပြထွင်ကျင်တဲ့သူတွေစိတ်ကူးတာတဲ့ဟိုဘက်ကိုတော့ကြော်နေတယ်လို့တော့ပြောနိုင်ပါတယ်။သူများနဲ့မတူအဆန်းဆုံးဖြစ်အောင်လုပ်ထားပြီးတော့Kawasaki 2-stroke triple cylinder ပါတဲ့ KH 250ကနေအခြေခံပြီးတော့ engine power 4200အထိရအောင်တိစောက်ထားတာဖြစ်ပါတယ်။ Inline 8 engine က grind 6ခုကို gear တွေနဲ့တွဲပေးထားပြီးတော့ output ရှက်မှာ BMW gear ပေါင်းနဲ့ချိတ်ပြီးတော့တက်ပေးထားတယ်။ plug တွေအကုန်လုံးကို Jaguar E-Type ကားတွေက distributor 6လုံးနဲ့မိပေးထားပြီးတော့ 85cc pony motor ကို starter အနေနဲ့ထိုင်ကုန်အောက်မှာလည်းတက်ပေးထားသေးတယ်။နောက်ထပ် upside down engine ဆိုင်ကယ်တွေကအီတလီ engine တွေက Daniele Sabatini ကတိစောက်ပြီးတော့ 1814cc ဆလင်ဒါ3လုံးတက်ထားတဲ့ engine နဲ့ဆိုင်ကယ်စီးရရှိတယ်။ဒီဆိုင်ကယ်မှာထူးဆန်းတာက engine ကဇောက်တိုးတက်ထားတာပဲ။ FV 450ဆိုင်ကယ်ပေါ်မှာတိစောက်ထားပြီးတော့မြင်းကောင်ကြီး205ကောင်နဲ့ torque 210 Newton meter လောက်ထိကိုထွက်တယ်ဆိုတော့ engine power တော်တော်များတယ်လို့ပြောရမယ်။ဆိုင်ကယ်လေးချိန်ကတော့160 ကီလိုလောက်ပဲလေးတယ်။ Super 32 Revisio အမျိုးအစားအင်ဂျင်ကိုပြောင်းပြန်ပုံစံဖြစ်အောင်ပြောင်းပြီးတိစောက်ပေးထားပြီးတော့ Nambo 32လို့နာမည်ပေးထားတယ်။သူ့အင်ဂျင်ကဒီလိုမျိုးဒီဇယ်အင်ဂျင်နဲ့ဆိုင်ကယ်တွေကတော့အရေးအတွက်နည်းနည်းလောက်ပဲရောင်းခဲ့ရတာတွေ့ဘူးလေ။ပညာရှင်တွေကတော့စီစားသက်သာစေခြင်းတဲ့အချက်ကိုယူပြီးတော့၄ချိန်ပိုများတာနဲ့အချိန်နည်းစေတယ်ဆိုတဲ့အားနည်းချက်နှစ်ချက်ကိုတော့ပေးဆက်လိုက်ရတယ်လို့ဆိုကြပါတယ်။နောက်ထပ်အဓိကပြဿနာကတော့နှိုးရခက်တာပဲ။အေးတဲ့ရာသီမှာဆိုရင်ပိုတော့နှိုးရခက်လိမ့်ရှိတယ်။ဒီဇယ်အင်ဂျင်တွေကအချိုးအဆများတဲ့ဂီယာတွေလည်းပတ်နိုင်ဖို့အတွက်တာမန်ဂီယာဘောက်တွေတဲ့နေရာပို့ပြီးလိုအပ်ပါတယ်။အဲ့ဒါကဆိုင်ကယ်ချက်စီတွေကိုလည်းဒီဇယ်အင်ဂျင်တွေကိုကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ဂီယာဘောက်တွေတက်ဆင်နိုင်ဖို့နေရာပိုကြေလုပ်ပေးရပါတယ်။ဆိုမာဖိုးစစ်သူဆိုင်ကယ်ကတော့လက်နဲ့ပဲတက်ဆင်ထုတ်လုပ်ထားတဲ့ဆိုင်ကယ်ဖြစ်ပါတယ်။ဘိန်းနဲ့ဂီယာလိုစိတ်ပိုင်းတွေကို Ryan MV ကထုတ်ပေးထားတယ်လို့တွေ့ရပါတယ်။နောက်တစ်စီး Ninja Turbo Diesel ဆိုင်ကယ်က parallel twin cylinder သုံးထားတဲ့ဆိုင်ကယ်တစ်စီးပဲဖြစ်ပါတယ်။ piston တစ်ခုချင်းစီကိုစန့်ကျင်မဲ့လည်နေတဲ့ crankshaft တစ်ခုနဲ့ချိတ်ဆက်ထားပြီးတော့ engine တုံခါမှုကိုလျှော့ချပေးထားတယ်။နောက်တစ်စီးကတော့ Ryan MV Taurus Ryan MV က1980ဝန်းကျင်လောက်မှာ diesel engine ဆိုင်ကယ်တွေကိုအများကြီးထုတ်ခဲ့သေးတယ်။တကဘာလုံးမှာလည်း diesel ဆိုင်ကယ်တွေကိုအများဆုံးရောင်းချခဲ့တဲ့ company တစ်ခုပဲဖြစ်ပါတယ်။ Hero Motocross R&D ဆိုင်ကယ်ပုံစံကတော့ဆိုင်ကယ်နဲ့စကူတာကိုရောင်းဝယ်ပေးထားတဲ့ဆိုင်ကယ်လို့ပြောရမယ်။ 150cc ဒီဇယ်အင်ဂျင်တက်ဆင်ပေးထားပြီးတော့မြင်းကောင်ကြီး 13.5 ကောင်အားရှိပြီးတော့ torque က35 Newton meter လောက်ထိထွက်ပါတယ်။အင်ဂျင်ကနေနောက်ဘင်းကိုတော့ 6-speed max sequential gear box နဲ့ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ Touareg 3.5cc ဒီဇယ်ဆိုင်ကယ်ကလည်းအိန္ဒိယဒီဇယ်ဆိုင်ကယ်ထုတ်တဲ့ company တစ်ခုပဲဖြစ်ပါတယ်။နောက်ထပ် Trent Tiger 900 Ducati Monster 1100 EVO Honda Acer 1500R ဆိုင်ကယ်တွေကလည်းဒီဇယ်ဆိုင်ကယ်တွေပဲဖြစ်ပါတယ်။ဝင်ငယ်အင်ဂျင်ဗြိတိန်မှာရှိတဲ့ Norton ကဝင်ငယ်အင်ဂျင်ကို၄ပေးစနစ်နဲ့ဆိုင်ကယ်တွေမှာတက်ဆင်လို့ရအောင်အဆင့်မြင့်တင်ပေးခဲ့သေးတယ်။အဲ့ဒီအင်ဂျင်တွေမှာ SAS ဆိုတဲ့၄ပေးချိန်ပါကိုသုံးပြီးတော့အင်ဂျင်အေးပေးနိုင်အောင်လုပ်ပေးပြီးတော့ DKW နဲ့ Hartley W2000 ဆိုင်ကယ်တွေအတွက်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအင်ဂျင်တွေကို Norton F1 ဆိုင်ကယ်မှာလည်းတက်ဆင်ခဲ့ပါသေးတယ်။ပြီးတော့ Suzuki ကလည်းဝင်ငယ်အင်ဂျင်သုံးပြီးတော့ RE5 ဆိုင်ကယ်ကိုလည်းထုတ်ခဲ့သေးတယ်။ NS Rotor မှာ
ferrotic ဆိုတဲ့ apex C ကိုသုံးပြီးတော့တိစောက်ထားပြီးတော့အဲ့ဒီ apex C တွေကအလွိုင်းတိုက်တဲ့နေရန်ကာဘိုက်တွေကိုအမှုန့်ကနေပုံစံသွင်းပြီးဖန်တီးထားတာကြောင့်အရန်မာကြောပြီးတော့ကြာရှည်အသုံးခံစေတဲ့အတွက်အင်ဂျင်တက်တန်းပိုရှိဖို့အတွက်သုံးခဲ့ကြတယ်လို့ဆိုပါတယ်radial engine ဆိုတာကတော့ crankshaft ကိုအလယ်မှာထားပြီးတော့ cylinder တွေကိုဝိုင်းပြီးတက်ထားတဲ့ engine မျိုးပေါ့1901မှာရေအေးပေးစနစ်သုံးတဲ့ cylinder ၅လုံးပါတဲ့ engine ကိုတိစောက်ထားပြီးတော့950 rpm မှာမြင်းကောင်ရေ52ကောင်အားထွက်ပါတယ်အခုဆိုင်ကယ်ကတော့ cylinder တွေပုံများထားပြီးတော့ engine အားပိုကောင်းအောင်တိစောက်ထားတဲ့ဆိုင်ကယ်ပါ JRL Lucky 7ဆိုင်ကယ်ကတော့ custom တိစောက်ထားတဲ့ cylinder 9ခုပါတဲ့ဆိုင်ကယ်ဖြစ်ပြီးတော့နောက်ဘက် swing arm ကို mono shot သုံးပေးထားပြီး300mm ရှိတဲ့နောက်ဘိန်းတွေကိုဂီယာ6ချက်ပါတဲ့ဂီယာပေါင်းနဲ့မောင်းနေပေးထားပါတယ်။အဲ့ဒီအချိန်တုန်းကတော့ကမ္ဘာပေါ်မှာ radial engine သုံးတဲ့ပထမဆုံးတစ်စီးရဲသောဆိုင်ကယ်လို့ပြောလို့ရလိမ့်မယ်ဗျ။အလေကနေယူထားတဲ့ 2800cc engine ကတော့မြင်းကောင်ရေ130လောက်ထွက်ပြီးတော့ torque က160ခုပေါင်လောက်ထိရှိပါတယ်။တာဘိုင်မော်တော်ဆိုင်ကယ်တွေကတော့လေယာဉ်တွေမှာသုံးတဲ့တာဘိုဂျက်အင်ဂျင်ကတာဘိုင်တွေတက်ပေးထားတာနဲ့အတူတူပါပဲတာဘိုဂျက်အင်ဂျင်သဘောကတော့ရှေ့ကနေလေကိုဆွဲမယ်တာဘိုင်ထဲမှာဖိသိပ်ပြီးတော့စီပေးလောင်ကျွမ်းလိုက်တဲ့အချိန်မှာအနောက်ဘက်ကို exhaust ထွက်ပြီးတော့တွန်းကန်သွားတဲ့အားကိုယူတာပေါ့အခုတွေ့ရတာကတော့ Mad Max Street Fighter ဆိုတဲ့ကမ္ဘာအမြန်ဆုံးဆိုင်ကယ်စီးပဲဖြစ်ပါတယ်အင်ဂျင်ရဲ့အမြင့်ဆုံး RPM မှာမြင်းကောင်ရေ942ကောင်ထိအများဆုံးထုတ်ပေးနိုင်ပြီးတော့ torque 610 Nm လောက်ထိထွက်ပါတယ်စွမ်းဆောင်ရည်တွေကိုရာနှုန်းမြင့်ဖော်ပြလို့တော့မရဘူးလို့ပညာရှင်တွေကဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဆိုင်ကယ်ရဲ့စွမ်းအားအပြည့်ဆုံးအချိန်မှာထိမ့်သိမ့်မှုအရန်ခက်ခဲတာကြောင့်စွမ်းအားအပြည့်မစမ်းသပ်နိုင်တဲ့အကြောင်းလို့ဆိုကြပါတယ်။နောက်တစ်စီးက MMT ဆိုတဲ့ Y2K တာဘိုင် super bike ပါပဲ။အဲဒီဆိုင်ကယ်ကိုအမေရိကန်ထုတ်တဲ့တာဘိုရှက်နဲ့မောင်းတဲ့အင်ဂျင်မျိုးကိုတက်ဆင်ပေးထားပြီးတော့အရေးအတွက်အများကြီးထုတ်ပြီးရောင်းတာမဟုတ်ဘဲနဲ့ order မှာယူတဲ့သူရဲ့လိုချင်တဲ့ပုံစံကိုတီးသန့်ကြီးဆောက်ပေးထားတာဖြစ်ပါတယ်။ Rollright Ellison model 250 engine တက်ဆင်ပေးထားပြီးတော့9200 rpm မှာ320 horsepower လောက်ထွက်ပါတယ်။တခြားဆိုင်ကယ်တွေလိုတာဘိုင်ရဲ့တွန်းအားကိုယူတာမဟုတ်ဘဲနဲ့တာဘိုရှက်ကနေနောက်ဘိန်းစီကို2 speed gear ပေါင်းနဲ့မောင်းနေစီပါတယ်။ဒီနေ့ sharing လုပ်ပေးလိုက်တဲ့စမ်းပြတဲ့ engine တွေနဲ့ဆိုင်ကယ်တွေအကြောင်းကိုသဘောကျနှစ်သက်ကြလိမ့်မယ်လို့ယူဆပါတယ်။နောက်ထပ်လည်းဆိုင်ကယ်နဲ့ဆိုင်တဲ့ဘူးတူတာတွေနဲ့ဒီပညာဆိုင်ရာဘူးတူတာတွေကိုမျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ဗျာ။ဒီနေ့တော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်